ဒီနေ့မှာတော့ကီနိုလောလောလတ်လတ်အောင်မြင်ထားတဲ့ Project Management PMP Certificate အကြောင်းလေးကိုရှင်းပြချင်ပါတယ်ဒီ PMP Certificate ကဆိုလို့ရှိရင် American PMI Institute ကပေးထားတဲ့ Project Management Certificate လေးပဲဖြစ်ပါတယ်ဒီ Certificate ကိုဘာကြောင့်ဖြေရတာလဲဘာဖြစ်လို့ဖြေတင်တာလဲဆိုလို့ရှိရင်ကမ္ဘာပေါ်မှာ project တွေကိုလှုပ်ဆောင်နေတဲ့ and official project manager တွေအများကြီးရှိပါတယ်ဒီအများကြီးတွေကမှ PMP Certificate ကို holder လုပ်ထားတဲ့ percentage ကတော့5 to 6% ပဲရှိပါတယ်အဲ့လို5 to 6% ပဲရှိတဲ့အတွက်ကြောင့်မလို့ channel လူတွေနဲ့ share လာလို့ရှိရင်ကိုက career wise ကော salary wise ကော advance ဖြစ်နိုင်ပါတယ်ဒီ project management လို့ဆိုလိုက်တာနဲ့ဘယ်သူတွေဖြည့်တင်လဲဘယ်သူတွေက project manager လဲအဲ့တော့သင်က project တစ်ခုကိုအစကနေအဆုံးထိ team work တစ်ခုနဲ့လှုပ်ဆောင်ပြီးတော့ participate လုပ်ဆောင်နေရတဲ့လူတစ်ယောက်ဖြစ်ပြီးဆိုလို့ရှိရင်ဒါသင်ဟာ project manager တစ်ယောက်ပါပဲဒီ project manager လို့ဆိုလိုက်တာနဲ့ဘာ project ဆိုတာဘာလဲပေါ့နော် project ဆိုတာကmobile application တစ်ခုရေးတာကအစနောက်တစ်ခုက project တစ်ခုကို launch တစ်ခုbranch တစ်ခုကို launch လုပ်တာကနောက်ပြီးတော့ wedding တစ်ခုကို planning လုပ်တဲ့အစအလေဆုံးရှိတဲ့ project တွေကုန်မှန်တယ်များကို project လို့ဆိုလိုပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင် project management ဖြည့်ဖို့အတွက်ဘာတွေလိုအပ်လဲပေါ့နော် timeline ကလောက်လေဒီ project management ကခတ်လာပေါ့နော် PMP exam ကဆိုလို့ရှိရင် channel certificate တွေထက်စားလို့ရှိရင်เนาะခက်တယ်လို့ပြောလို့ရပါတယ်အကိနိုဖြည့်ခဲ့တဲ့ certificate တွေထဲမှာခက်တဲ့ထဲမှာပါတယ်သူက4နာရီစာဖြည့်ရတဲ့certificate ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ mindset ကပြင်ဆင်ထားရမယ်ပေါ့နော်၄နာရီကြာစဉ်းစားရမယ် brainstorming လုပ်ရမယ်participate လုပ်ရမယ် scenario based ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုက project manager တယောက်အနေနဲ့ကဒီလို problem တွေကို risk တွေကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့ဟာကိုမေးခွန်းလေးဖြစ်တဲ့အတွက်ကြောင့်၄နာရီစာမေးခွန်း180ကိုဖြေရတဲ့မေးခွန်းလေးဖြစ်ပါတယ်project management ကကြက်ပြီးဖြေစရာလုံးဝမလိုပါဘူးအဓိကကတော့ domain knowledge တွေကိုသိထားရပါမယ်ဒီ domain knowledge တွေကိုသိထားဖို့အတွက်36နိုင်စာtraining တခုကိုကပြီးမြောက်အောင်တက်ရမှာပဲဒီ training မှာဘာတွေကိုသိထားရမလဲဆိုလို့ရှိရင်အခု project management institute ကထုတ်ထားတဲ့ PMP Pinbox လို့ဆိုရဲဒီစာအုပ်တွေကိုကလေ့လာသိပြီးထားပြီးတော့မှဖြေလို့ရတာပေါ့နော်ဆိုတော့ဒီ project management ကိုဖြေဖို့ timeline ဘယ်လောက်လိုလဲဒါကတော့လေကိုယ့်ရဲ့အချိန်ပေါ်မှာလည်းမူတည်ရပေါ့နော်ကင်းတို့တော့ဆိုလို့ရှိရင် dedicated timeline 3လတိတိပေးပါတယ်3လတိတိမှာ36နာရီကိုလေ့လာပြီးတော့2ပတ်အတွင်းမှာ focus ထားပြီးတော့ဖြည့်ပါတယ်အဲဒါကြောင့်မလို့ဒီ project management စာမွေးကိုဖြည့်တင်ပါတယ်လို့ sharing လုပ်ပေးပါတယ်